မဆိုရေးတဲ့စီးကျိုယောဂဝေဒနာရှင်တွေစီးကျိုယောဂလက်ရှိစင်တစ်နှစ်ခံစားနေရတဲ့သူတွေတဲ့ဘာလေးတောက်ရမလဲဆိုပြီးတော့ခဏခဏမေးနေတဲ့သူတွေအတွက်ပြောပြပေးလိုက်မယ်နော်အဲ့တော့ပထမဆုံးအနေနဲ့မဆွေကပထမဆုံးနံပါတ်1အနေနဲ့ဘာလေးတောက်ရမလဲဆိုရင် coffee ဒီမှာပြပေးထားတဲ့ coffee ပေါ့နော် Brazil coffee ဖြစ်ပါတယ် Brazil coffee ကတစ်နေ့ကို2ကြိမ်မနက်တစ်ခွက်ညတစ်ခွက်အစာမစားခင်တောက်ပေးလို့ရပါတယ်နော်နောက်တစ်ခုကကြတော့မဆိုလို့ရှားဆောင်ဖြော်ရည်ဖြစ်ပါတယ်ဒီမှာထပ်ပြပေးထားတဲ့ရှားဆောင်ဖြော်ရည်ဖြစ်ပါတယ်ရှားဆောင်ဖြော်ရည်ကတစ်နေ့ကိုသူ့မှာခွက်ကလေးပါတယ်ပေါ့နော်တစ်နေ့ကို4ကြိမ်တောက်ပေးရမယ်မနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညနေတစ်ကြိမ်နဲ့ညအိတ်ခဏီတစ်ကြိမ်4ကြိမ်တောက်ပေးရမယ်အစာရှိမရှိတောက်ပေးလို့ရပါတယ်မနက်မိုးလင်းတာနဲ့ဘာမှမစားခင်ရှားဆောင်ဖြော်ရည်လေးတစ်ခွက်တောက်ပေးလို့ရတယ်နောက်တစ်ခုကတော့ Nutriga စုလင်ပဲဖြစ်ပါတယ်မစရိုကုမ္ပဏီမှာ Nutriga စုလင်ရကတော့စီးချိုသမားအတွက်တီးတန့်ထုတ်ပေးထားတာဖြစ်ပါတယ်တကယ်တဘာဝကြเนาะဒါထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘူးယုံကြည်စွာနဲ့သုံးဆွဲလို့ရတယ်အော်ဒီ Nutriga စုလင်ကြတော့သူကတစ်နေ့ကို2လုံးတောက်ပေးလို့ရပါတယ်เนาะတကယ်လို့ကိုခန်းစနစ်ကောင်းတယ်ဘာပဲတောက်မူးတဲ့ဝေတဲ့ခြင်းမရှိဘူးဆိုရင်တော့ထမင်းမစားခင်တောက်ပေးလို့ရတယ်တကယ်လို့ကိုခန်းစနစ်မကောင်းဘူးမူးတဲ့ဝေတဲ့တယ်ဆိုလို့ရှိရင်တော့ထမင်းစားပြီး15မိနစ်20မှာတောက်ပေးလို့ရတယ်တနေ့ကို2လုံးတောက်ပေးလို့ရတယ်မနက်တစ်လုံးညနေတစ်လုံးအစာစားပြီးတိုင်းတောက်ပေးလို့ရပါတယ်เนาะအဲ့တော့ဒါကတော့စီးချိုသမားအတွက်ဖြစ်တယ်ကိုယ်တိုင်ကဝင်းတွေပါတယ်ချုပ်တတ်တယ်ဆိုလို့ရှိရင်လည်းစီးချိုတက်ပါတယ်အဲ့တော့နောက်ဆုံးတစ်မျိုးလေးကတော့ Vitovi ပဲဖြစ်ပါတယ် Vitovi ကဆိုလို့ရှိရင်သဘာဝ kiwi သီးနဲ့ဖော်ဆက်ထုတ်လုပ်ပေးထားတယ်မစလို့စားတောက်လိုက်တဲ့အစားတောက်တွေထဲမှာစိတ်တောက်တွေပါတာမျိုးတို့အစာရင်ဦးလန်းချောင်းထဲမှာအညစ်အကြေးတွေပိတ်ဆို့နေတဲ့အခါကြလို့ရှိရင်ဗိုက်ကြီးတွေပူကကယ်ကြီးတွေဖြစ်ပြီးတော့စီးချိုပိုတက်စေတာဖြစ်တဲ့အတွက်ကြောင့်မို့မစလို့ကိုခန္ဓာထဲမှာเนาะစာရင်ဦးလန်းချောင်းထဲမှာရှိနေတဲ့အညစ်အကြေးတွေကိုတန့်စင်ဖို့ Vitovi လေးလည်းသုံးဆွဲပေးစေချင်ပါအဲ့တော့အခြေခံအဖြစ်ဒီမစလို့နော် coffee မနက်မိုးလင်းညနေတစ်ကြိမ်မနက်လင်းတစ်ကြိမ်တောက်ပေးပါနောက်တစ်ခါရှားဆောင်ဖြော်တစ်နေ့4ကြိမ်တောက်ပေးပါနောက်တစ်ခုကကြတော့မဆို Nutriga စုလင်းတစ်နေ့နှလုံးတောက်ပေးပါအစာအိမ်ဦးလန်းချောင်းရှင်းထုတ်ဖို့အတွက် Vitovi လေးကတော့မဖြစ်မနေတောက်ပေးပါလို့ပြောချင်ပါတယ်အဲ့တော့ဒါကတော့တချို့ဆိုလို့ရှိရင်ဝင်းအရန်ချုပ်တတ်တဲ့သူတွေရှိတယ်ဝင်းရန်ချုပ်တယ်ဝင်းပုံမှန်တစ်နေ့ကိုအနည်းဆုံး2ခါလောက်ဖြစ်တစ်ခါလောက်ဖြစ်မသွားဘူးဆိုလို့ရှိရင်စီးချိုပိုတက်စေတာဖြစ်တဲ့တရားမို့ Vitovi လေးကိုလည်းလမ်းညွှန်ပေးချင်ပါတယ်ထပ်ပြီးတော့အဲ့တော့၄မျိုးဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့ငွေကြေးအမောက်တက်နိုင်တဲ့ဘက်ကနေပြီးတော့သုံးဆွဲသွားလို့ရတယ်တကယ်လို့ကိုကလုံးဝ special ကောင်းနေတယ်ဆိုရင်ဒီလေးမျိုးတောက်တကယ်လို့မှကိုကငွေကြေးအမောက်ကိုချိန်ရတယ်ဆိုလို့ရှိရင်တော့တေချာလာပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်ဆွေပါလက်ရှိမလေးရှားမှာဖြစ်ပါတယ်ဇာတိကတော့ ARV တိုင်းပသိမ်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ဘာယောဂဖြစ်လို့ဘာလေးတွေသုံးဆွဲရင်ကောင်းမလဲလာပြီးတော့အကြံဉာဏ်တောင်းမေးမြန်းဆက်သွယ်လို့ရပါတယ်ရှင်အဲ့တော့အားလုံးပဲမင်္ဂလာပါကျမ်းမာကြပါစေကျမ်းမာရေးကူးဆိုင်ကြပါ